အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာသူရပါအထွေထွေယောဂကိုဆရာဝန်ပါကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ living ကြီးပေါင်းတက်တာနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်တယ်တချို့တော်များများပေါ့နော်ဒီဇက်ကြောတွေထိုးတယ်ခေါင်းမူးတယ်ခေါင်းကိုက်တယ်အဲ့လိုမျိုးဖြစ်နေတာမျိုးတွေတော့ရှိတယ်အဲ့လိုမျိုးဖြစ်နေတာမျိုးတွေကတချို့ကျတော့ living ကြီးပေါင်းဖြစ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ဘာကြောင့်ဘာဖြစ်တယ်ဆိုတာကိုတော့တခြားစမ်းသပ်စစ်ဆေးဖို့တော့လိုတယ်ကျွန်တော်ကတော့အဓိကတော့ living ကြီးပေါင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်တယ်အဲ့ဒါဆိုတော့ပေါ့နော် living ကြီးပေါင်းဆိုတာကအဓိကတော့ဒီအသက်အရွယ်ရလာလို့living မှာရှိတဲ့ကြောစစ်ရိုးတွေပေါ့နော်အဲ့ဒီအစစ်ရိုးတွေက6သွေးပျက်စီးလာတာမျိုးဖြစ်တယ်အဲ့ဒီကနေပြီးတော့မှအယိုးအတက်တွေထွက်လာတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒါကို living ကြီးပေါင်းတက်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့ဆိုတော့ဒီ living ကြီးပေါင်းနဲ့ပတ်သက်ပြီးတော့ပိုသိအောင်လို့ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်မယ်ပေါ့နော်ဟုတ်အဲ့ဒါဆိုတော့ပေါ့နော်ဒီ living ကြီးပေါင်းတက်တာဖြစ်ပြီဆိုရင်ရှင်ဘယ်လိုတွေခံစားရမလဲပေါ့နော်အဓိကကတော့အစောပိုင်းမှာဆိုလို့ရှိရင်တော့သူကတိတိတတ်တာဖြစ်တာမျိုးတော့မရှိဘူးနောက်ပိုင်းတစ်ဖြည်းဖြည်းချင်းမှဒီကြောဘက်မှာ living မှာရှိတဲ့အစစ်တွေကပျက်စီးလာတယ်ပျက်စီးလာပြီးတော့မှဒီထဲမှာအာယုံကြောသွားတဲ့လမ်းကြောင်းတွေကကျဉ်းမြောင်းလာတယ်ကျဉ်းမြောင်းလာပြီးတော့မှခြေထောက်တွေလက်တွေထုံတာမျိုးတွေဖြစ်လာနိုင်တယ်ပြီးလို့ရှိရင်လမ်းလျှောက်ရခတ်လာတယ်အားနည်းလာတာမျိုးတွေဖြစ်နိုင်တယ်စီးတွေဝမ်းတွေသွားခတ်တာမျိုးတွေဖြစ်နိုင်တယ်အဲ့လိုမျိုးတွေကိုစတင်ပြီးတော့ခံစားရတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါကလည်းဒီ living ကြီးပေါင်းယောဂကကြတော့ပေါ့နော်အသက်အရွယ်ကြီးတဲ့သူတွေသက်60အထက်တွေမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့အဖြစ်များတာလည်းတွေ့ရတယ်အကယ်၍ပေါ့နော်ဒီလိုမျိုးခံစားနေရရင်လည်းမှလမ်းလျှောက်လို့ပြလို့မရတော့ဘူးစီးတွေဝမ်းအနေသွားရတာလည်းခက်ခဲလာပြီဆိုလို့ရှိရင်တော့နီးစပ်ရဆရာဝန်နဲ့တေချာပြသဖို့လိုပါတယ်အဲ့ဒါဆိုတော့ဒီ living ကြီးပေါင်းယောဂကဘာကြောင့်ဖြစ်တာလဲပေါ့နော်အဓိကကတော့ဒီ living မှာရှိတဲ့ဒီအစစ်တွေကအသက်အရွယ်ကြီးလာလို့6သွေးပျက်စီးလာတာမျိုးတွေဖြစ်နိုင်တယ်ပြီးတဲ့အခါကျတော့ဒီအစစ်တွေကြားထဲမှာရှိတဲ့အယိုးချက်ပြားလေးကနေရာရွေ့ပြီးတော့မှအာရုံကြောတွေသွားထောက်ပြီးတော့မှဖြစ်လာတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဒီအစစ်တွေထဲမှာအတက်တွေထွက်လာတာမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ပြီးတဲ့အခါကျတော့ပေါ့နော်ဒီ living မှာရှိတဲ့ဒီအရွတ်တွေအကြောတွေအသက်အရွယ်ကြီးလို့ပျက်စီးတဲ့အားနည်းလာတာမျိုးတွေကြောင့်လည်းဖြစ်နိုင်ရရှိတယ်ပေါ့နော်ဘယ်လိုလူတွေမှာအဖြစ်များလဲပေါ့နော်ဒါကကျတော့အဓိကကတော့အသက်အရွယ်ကြီးတဲ့သူတွေဖြစ်နိုင်ခြေပိုများတယ်ပြီးတော့အလုတ်ကင်ပေါ့နော်အလုတ်ကင်ကကျတော့ဒီခေါင်းကို living ကိုအမြဲတမ်းငုပ်ပြီးတော့မှအာယုံဆိုင်ရတဲ့သူတွေ living မှာခေါင်းမှာအမြဲတမ်းအာယုံဆိုင်ပြီးတော့မှလုတ်ကင်ရတဲ့အလုပ်မျိုးလုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ပိုပြီးတော့အဖြစ်များတယ်ပြီးတဲ့အခါကျတော့ထိခိုက်ဒဏ်ရာရတာတဲ့သူတွေဆိုလို့ရှိရင်လည်း living ကြီးပေါင်းဖြစ်နိုင်ခြေပိုများတယ်ပြီးတော့ဆက်လက်တောက်တဲ့လူတွေဆိုလို့ရှိရင်တော့ living ကြီးပေါင်းယောဂဖြစ်နိုင်ခြေပိုများပါတယ်နောက်တစ်ခုကတော့ဒီမျိုးရိုးပေါ့နော်မျိုးရိုးရှိတဲ့သူတွေကလည်း living ကြီးပေါင်းယောဂဖြစ်နိုင်ခြေပိုများပါတယ် living ကြီးပေါင်းယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကဘာဖြစ်နိုင်လဲဆိုတော့တေချာမကုသဘူးဆိုလို့ရှိရင်တော့ဒီအယိုးတွေဒီအယိုးအတက်တွေအယိုးချက်ပြားတွေကသွားပြီးတော့မှအာယုံကြောဖိတာကြာလာလို့ရှိရင်တော့အာယုံကြောကလုံးဝကြီးပျက်စီးသွားတာမျိုးတွေလည်းဖြစ်နိုင်ခြေရှိပါတယ်အဲ့ဒါဆိုတော့ဒီ living ကြီးပေါင်းတက်တာကိုဘယ်လိုမျိုးသိနိုင်လဲပေါ့နော်ဘယ်လိုစမ်းသပ်စစ်ဆေးလို့ရနိုင်လဲပေါ့နော်ပထမဆုံးအနေနဲ့ကတော့ဆရာဝန်ကနေပြီးတော့မှဒီလူနာကိုစမ်းသပ်စစ်ဆေးမှာဖြစ်တယ်လူနာရဲ့လှုပ်ရှားမှုတွေကိုစမ်းသပ်စစ်ဆေးမယ်အဲ့ဒါတွေအကုန်လုံးလုပ်ပြီးဆိုလို့ရှိရင်တော့living တက်မှန်ရိုက်တာတွေလုပ်တယ်ပြီးတော့မှတမိုင်းတက်မှန်ရိုက်တာမျိုးတွေကွန်ပျူတာတက်မှန်ရိုက်တာမျိုးတွေလုပ်တယ်ပေါ့နော်နောက်ပြီးကြလို့ရှိရင်တော့ဒီအာယုံရောတွေစမ်းသပ်စစ်ဆေးတာမျိုးတွေလည်းပြုလုပ်တာမျိုးတွေလည်းရှိပါတယ်ဒါကတော့ဒီ living ကြီးပေါင်းယောဂရှိမရှိပေါ့နော်ဖြစ်မဖြစ်ကိုသိကြအောင်လို့လှုပ်ဆောင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်အဲ့ဒါဆိုတော့ပေါ့နော်ဒီ living ကြီးပေါင်းယောဂကိုကျွန်တော်တို့ဘယ်လိုကုသမလဲပေါ့နော်အဓိကကတော့ဒီ living ကြီးပေါင်းယောဂကိုပထမဆုံးအနေနဲ့ကတော့ဆေးတွေပေးပြီးတော့ကုတယ်ပေါ့နော်အကိုက်ခဲပြောက်ဆေးတွေပေးတာမျိုးတွေရှိတယ်အယောင်ချဆေးတွေပေးတာမျိုးတွေရှိတယ်အဲ့လိုမျိုးဆေးတွေပေးတယ်ပေါ့နော်ပေးပြီးတော့မှကုတာမျိုးတွေရှိတယ်အဲ့ဒါအပြင်ကိုမှပေါ့နော်လေ့ကျင့်ခန်းလုပ်ရတာမျိုးတွေလည်းရှိတယ်ပေါ့နော်တကယ်တမ်းတော့ဒီမှာဆိုလို့ရှိရင်တော့ဒါကဒီအစစ်တွေအယိုးတွေအကျော်တွေကဖြစ်တာဖြစ်တဲ့အတွက်လေ့ကျင့်ခန်းလုပ်တာကတေချာနီးစနစ်တကျလုပ်မယ်ဆိုလို့ရှိရင်တော့ living ကြီးပေါင်းယောဂကိုတတ်တာစီတယ်နီလန်းမှားတယ်ဆိုရင်တော့ပိုဆိုးဝါးတက်တယ်ပေါ့နော်အဲ့ဒါကိုလည်းသတိထားဖို့လိုတယ်သိထားဖို့လည်းလိုပါတယ်အကယ်၍ပေါ့နော်ဆေးတွေလည်းတောက်တယ်လေ့ကျင့်ခန်းလည်းလုပ်တယ်အဲ့ဒါမှမတက်တာပဲနဲ့ပိုဆိုးလာတယ်ဆိုလို့ရှိရင်တော့ဒါကခွဲစိတ်မှပဲပျောက်တာမျိုးတွေလည်းရှိတဲ့ခါကျတော့အဲ့လိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်တော့ခွဲစိတ်ဖို့ပဲလိုပါတယ်ပေါ့နော်
လေပင်ကြီးပေါင်းယောဂပေါ့နော်လေပင်ကြီးပေါင်းယောဂဖြစ်နေတဲ့သူတယောက်အနေနဲ့ကကိုဘယ်လိုမျိုး view site ဖို့လိုမလဲပေါ့နော်အဓိကပထမဆုံးအချက်အနေနဲ့ကတော့လေ့ကျင့်ခန်းတွေပုံမှန်လှုပ်ဆောင်တာမျိုးတွေလုပ်ဖို့လိုတယ်မှန်ကန်တဲ့လေ့ကျင့်ခန်းတွေတေချာလှုပ်ဆောင်ဖို့လိုပါတယ်နောက်ပြီးကြတော့ဒီအကိုက်ခဲပျောက်စေးတွေပေါ့နော်ဝယ်လွယ်တဲ့အကိုက်ခဲပျောက်စေးတွေအရင်မပြင်းတဲ့အကိုက်ခဲပျောက်စေးတွေဝယ်တောက်လို့ရပါတယ်နောက်ပြီးကြတော့ရင်နွေးအိတ်ကတ်တာတို့ရေခဲအိတ်ကတ်တာတို့ပေါ့နော်ရေခဲကတ်တာတို့အဲ့လိုမျိုးတွေကိုလည်းလုပ်လို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီမှာ level မှာ collar တက်တာပေါ့နော်အဲ့ဒါကလည်းဒီ level လှုပ်ရှားမှုတွေကို short ချပြီးတော့မှဒီရိုးကြီးပေါင်းပေါ့နော် level ကြီးပေါင်းကိုတက်တာစေပါတယ်အဲ့ဒါလည်းလှုပ်ဆောင်လို့ရပါတယ်အဲ့ဒါဆိုတော့ကျွန်တော်ကတော့ဒီနေ့ပေါ့နော်ဒီ level ကြီးပေါင်းယောဂနဲ့ပတ်သက်ပြီးတော့အကြံပြင်းလေးပြောပြထားတာမျိုးရှိတယ်နောက်ပိုင်းကျလို့ရှိရင်လည်းထပ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောပြဖို့ရှိတယ်ကျွန်တော်ပြောပြတဲ့ဗီဒီယိုတွေကနေပြီးတော့မှကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဘုဒ္ဓတစ်ခုခုရတယ်ဆိုလို့ရှိရင်တော့comment မှာမှန်ခဲ့ပေးလို့ရတယ်တခြားသိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်လည်းမှန်ခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဘုဒ္ဓများကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်